ခွေးကိုက်ခံရပြီဆိုရင်ဘလို့ဒဏ်ရာမျိုးကကာကွယ်ဆေးထိုးဖို့လိုမလဲဘလို့ဒဏ်ရာမျိုးကမလိုဘူးလဲဆိုတာကိုကျွန်တော်ဒီဗီဒီယိုမှာရှင်းရှင်းလင်းလင်းနဲ့ပြောပြပေးမယ်ဒီဗီဒီယိုရဲ့အဓိကရည်ရွယ်ချက်ကနယ်စပ်ဒေသမှာရှိတဲ့ကျန်းမာရေးဝန်ထမ်းတွေအတွက်အသိပညာတိုးပွားဖို့ရည်ရွယ်ချက်ဖြစ်ပါတယ်ဒါပေမဲ့အထွေထွေဘုဒ္ဓအနေနဲ့အများပြည်သူနားထောင်ချင်တယ်ဆိုရင်လည်းရပါတယ်ခွေးကိုက်ခံရပြီဆိုရင်ဒီလူနာတယောက်ကဆေးရုံဆေးခန်းကိုလာပြပြီဆိုရင်ကျွန်တော်တို့ချရမယ့်ဆုံးဖြတ်ချက်တွေရှိတယ်ဒီလူနာကခွေးကိုက်ခံရတာကဘလောက် level လဲဘလောက်အဆင့်လဲပြီးတော့ကာကွယ်ဆေးလိုတာလားကာကွယ်ဆေးအပြင်ခွေးယူပြည့်ဆေးကောလိုတာလားပြီးတော့ဘလောက်မြန်ကိုထက်မြင့်တဲ့ဆေးရုံကိုထက် level မြင့်တဲ့ဆေးရုံကိုအမြန်လွှဲရမလဲဆိုတာကိုကျွန်တော်ဒီဗီဒီယိုမှာရှင်းရှင်းလင်းလင်းလေးပြောပြထားပေးမယ်ဘာကြောင့်ဒီလိုမျိုးတိကျဖို့လိုတာလဲဆိုတော့ခွေးယူယောဂကလက္ခဏာပေါ်လာပြီးမှဆိုရင်တော့ကုသလို့မရတော့ဘူးတရားရဂိုင်နှုန်းတည်သွားနိုင်တယ်တရားရဂိုင်နှုန်းအသက်ဆုံးရှုံးသွားနိုင်တယ်ခွေးယောဂလက္ခဏာမပေါ်ခင်မှာကျွန်တော်တို့ကလိုအပ်တဲ့ကာကွယ်ဆေးတွေကာကွယ်နည်းတွေကိုစနစ်တကျလူနာကိုပေးထားနိုင်မယ်ဆိုရင်တရားရဂိုင်နှုန်းနှီးပါခွေးယူမဖြစ်အောင်ကာကွယ်ပေးနိုင်တယ် WHO ကနေပြီးတော့တတ်မှတ်ထားတာရှိတယ်အကိုက်ခံရတဲ့အချိန်ကနေပြီးတော့လက္ခဏာမပြတ်ခင်အချိန်အတွင်းပေါ့နော်အဲ့တော့ WHO တတ်မှတ်ထားတာကတော့ညာတော့အဖြစ်2လကနေ3လလောက်ထိကြာတတ်တယ်ပေါ့နော်ခွေးယောဂရှိတဲ့တိရစ္ဆာန်တစ်ကောင်ကောင်ခွေးကြောင်လင်းတို့ဒီလိုမျိုးတိရစ္ဆာန်တစ်ကောင်ကောင်ကနေပြီးတော့ကိုက်ခံရလို့ခွေးယောဂဖြစ်တဲ့အချိန်ဂျားကာလ2လ3လလောက်ရှိတယ်တချို့တွေကလည်းတပတ်ကနေတစ်နှစ်နီးပါးကြာတတ်တယ်လို့တော့ပြောထားတာရှိတယ်ပေါ့နော်အထူးသဖြင့်ကတော့မျက်နာတွေလည်ပင်းတွေလက်တွေဒီနေရာတွေကိုအကိုက်ခံရတယ်ဆိုရင်တော့ဒီရက်ကပိုတူသွားတာပေါ့နော်ခွေးယောဂမမြန်ဖြစ်နိုင်တယ်ပေါ့နော်ဒီဒဏ်ရာတစ်ခုကခွေးယူကာကွယ်ဆေးထိုးဖို့လိုမလို့ဘယ်လိုမျိုး category ခွဲရမလဲဘယ်လိုမျိုးအဆင့်ခွဲရမလဲဆိုတာကိုတေချာလေးပြောပြပေးမယ် category 1ပေါ့ကာကွယ်ဆေးလုံးဝမလိုဘူးအရေပြားမပေါက်ဘူးအနာလည်းမရှိဘူးကိုယ်စီမှာရှိတဲ့အနာနဲ့လည်းဒီခွေးနဲ့တရိษံတစ်ကောင်ကောင်နဲ့တွားပြီးတော့ထိတွေ့တာမရှိဘူးဒီလိုမျိုးအခြေအနေဆိုရင်တော့ကာကွယ်ဆေးလုံးဝမလိုဘူးဥပမာဆိုရင်ဒါခွေးတွေကြောင်တွေကိုရိုးရိုးတာမှန်ကင်တွဲတယ်ဒါမှမဟုတ်အစာကျွေးတယ်ကိုယ်စီမှာရှိတဲ့အနာမရှိတဲ့အရေပြားကိုတရိษံကနေပြီးတော့ဒါရှာနဲ့ရက်လိုက်မိသွားတယ်ဒီလိုမျိုးအခြေအနေဆိုရင်တော့ကာကွယ်ဆေးတွေမလိုဘူးဒါကို rabies exposure လို့မတက်မှတ်ဘူးနော်အဲ့ဒီထိတွေ့တဲ့နေရာကိုတော့ကျွန်တော်စက်ပြနဲ့ရေနဲ့တေချာတော့ဆေးဖို့လိုတယ်ခွေးယူကာကွယ်ဆေးလုံးဝမလိုဘူးဒါက WHO ကတတ်မှတ်ထားတဲ့ category 1နောက် category 2ဆိုပြီးတော့ရှိတယ်ဒါခါကျတော့ကာကွယ်ဆေးလိုတယ်မဖြစ်မနေလိုတယ်အရေပြားအပေါ်ယံမှာပွန်းပဲ့ဒဏ်ရာလေးဖြစ်သွားတယ်ချစ်ရာလေးဖြစ်သွားတယ်ဒါတော့တွေးထွက်ချင်မှထွက်မယ်တွေးမထွက်တတ်ဘူးဥပမာဒီအဝက်မပါတဲ့အရေပြားကိုတရိษံကတွားနဲ့ချစ်မိသွားတယ်ငုံမိသွားတယ်ပေါ့နော်အိမ်မှာရှိတဲ့ခွေးနဲ့ကစားရင်းနဲ့တွားပြီးတော့ထိမိသွားတယ်နော်လက်တဲနဲ့ဒီခွေးပဲဖြစ်ကြောင်ပဲဖြစ်လက်တဲနဲ့အပေါ်ယံချစ်မိတာမျိုးအရေပြားကတော့ပွန်းသွားတယ်ဒါပေမဲ့တွေးမထွက်ဘူးဒီလိုမျိုးအခြေအနေဆိုရင်တော့ကာကွယ်ဆေးလိုတယ်ခွေးယူကာကွယ်ဆေးလိုတယ်ဒဏ်ရာကိုတော့စက်ပြာနဲ့ရေနဲ့တေချာလေးဆေးဖို့လိုတယ်15မိနစ်တိတိချက်ချင်းဆေးဖို့လိုတယ်ပုံမှန်ဆိုရင်တော့ဒါခွေးယူကာကွယ်ဆေးမဖြစ်မနေလိုတယ် RIG ဆိုတာတော့မလိုဘူး RIG ဆိုတာက rabies immunoglobulin ဒီခါကျတော့ခွေးယူ virus ပိုးပြည့်ဆေးပေါ့နော်ခွေးယူပိုးပြည့်ဆေးအဲ့ဒါကတော့မလိုဘူးဒါပေမဲ့ကာကွယ်ဆေးလိုတယ်အဲ့တော့တာမန်ကာရှန်ကစဉ်းစားကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ကကြောင်ကုတ်သွားတယ်ခွေးယူကာကွယ်ဆေးမလိုတော့ဘူးလို့ထင်တယ်တခါလေကြာရင်ခွေးကကိုက်သွားတယ်ဒါပေမဲ့အရေပြားမှာမပေါက်သွားဘူးနော်ချိုင်းရလေးပဲပေါ်သွားတယ်ချစ်ရလေးပဲပေါ်သွားတယ်ဒါဆိုရင်ကာကွယ်ဆေးမလိုတော့ဘူးလို့ယူဆတတ်ကြတယ်ဒါပေမဲ့အခုနောက်ဆုံးထွက်လာတဲ့ update က WHO က category 2မှာနည်းနည်းပါးပါးချစ်ရလေးရှိသွားတယ်ကိုက်ရလေးရှိသွားတယ်တွေးမထွက်ဘူးဆိုရင်တော့မှခွေးယူကာကွယ်ဆေးထိုးထားတဲ့နယ်ဆိုပြီးတော့အကြံပေးထားတာရှိတယ်ဒါက category 2နောက် category 3ဒါကအနေအရန်မြင့်သွားပြီကာကွယ်ဆေးကောခွေးယူပြည့်ဆေးရောလိုတယ် RNG ရော vaccine ရောလိုတယ်နော်တရိษံရဲ့တွားဒါမှမဟုတ်လက်တဲကအရေပြားကိုဖောက်ဝင်သွားတယ်ဒါမှမဟုတ်တရိษံရဲ့တတွေးကအရေပြားပေါ်မှာရှိနေပြီးသားအနာထဲကိုဝင်သွားတယ်ဒါမှမဟုတ်မတော်တဆနဲ့ပါဇက်ဒါမှမဟုတ်လည်းမြူကိုဇာတနေရာကိုတွားပြီးတော့ထိတွေ့လိုက်တယ်ဥပမာအဖြစ်ဒါခွေးတစ်ကောင်ကောင်ကကိုက်တယ်အဲ့ဒီခွေးကဘာခွေးပဲဖြစ်ဖြစ်အိမ်မွေးခွေးပဲဖြစ်ဖြစ်လမ်းဘေးခွေးပဲဖြစ်ဖြစ်ကာကွယ်ဆေးထိုးထားတဲ့ခွေးပဲဖြစ်ဖြစ်ကိုကိုလာကိုက်လိုက်တယ်အဲ့ကိုစီမှာလည်းဒါဒဏ်ရာတစ်ချက်ဒါမှမဟုတ်လည်းနှစ်ချက်အများကြီးအဲ့ဒါတွေကလည်းပေါက်သွားတယ်တွေးစို့သွားတယ်နော်အရေပြားကိုဖောက်ဝင်သွားတယ်ဒီလိုမျိုးအခြေအနေမှာဆိုရင်တော့ကျွန်တော်တို့ကာကွယ်ဆေးလိုတယ်ပြီးရင်ခွေးယူပြည့်ဆေးလိုတယ်ဒါမှမဟုတ်လည်းမတော်တဆတရိษံကသူ့ရှာနဲ့လာပြီးတော့ကျွန်တော်တို့လက်မှာရှိတဲ့အနာကိုလာပြီးတော့ရက်လိုက်တယ်ဆိုရင်လည်းဒါခွေးယူကာကွယ်ဆေးလိုတယ်ပြီးရင်ခွေးယူပြည့်ဆေးလိုတယ်
ခွေးတောင်ရဲ့တတွေးတွေကဒီမျက်လုံးပါးစပ်ဒါမှမဟုတ်လည်း mucous membrane ဒါတွေကိုတွားပြီးတော့ထိတွေ့မိတယ်မတော်တဆထိတွေ့မိတယ်ဆိုရင်လည်းလိုအပ်တယ်ပြီးတော့လင်းလုံးနဲ့တိုက်ရိုက်ထိတွေ့ကင်တွယ်မိတယ်လင်းလုံးကိုက်သွားတာမျိုးဒါမျိုးတွေဆိုရင်လည်းဒါ category 3ထဲမှာပါတယ်ခွေးယူကကွယ်ဆေးလိုတယ်ခွေးယူပြည့်ဆေးလိုတယ်ဒီဒဏ်ရာတွေကိုကြည့်လိုက်မယ်ဆိုရင်ကျွန်တော်ကတမန်ကရှန်ကဒဏ်ရာမကြီးဘူးဆိုရင်ကိစ္စမရှိဘူးခွေးယူကကွယ်ဆေးအလွန်ဆုံးထိုးရင်ရပြီလို့ပဲယူဆတတ်ကြတယ်ဒါပေမဲ့ဒီမှာကတော့ RNG ခွေးယူပြည့်ဆေးပါလိုတယ်ဆိုပြီးတော့ WHO ကနေနောက်ဆုံး update လုပ်ထားတာရှိတယ်အဲ့တော့အခုကျွန်တော်ပြောခဲ့တာက category 1ကာကွယ်ဆေးမလိုတဲ့အခြေအနေကဘယ်လိုမျိုးလဲ category 2ကာကွယ်ဆေးလိုတဲ့အခြေအနေကဘယ်လိုမျိုးလဲ category 3ကာကွယ်ဆေးလဲလိုတယ်ခွေးဥပြည့်ဆေးလဲလိုတယ် RNG လဲလိုတာကဘယ်လိုမျိုးအခြေအနေမျိုးလဲဆိုတာကိုကျွန်တော်တေချာရှင်းပြခဲ့တယ်အဲ့တော့မှတ်ရလွယ်အောင်တော့ category 1ကထိတယ်ရှာနဲ့ရက်တယ်ဒါပေမဲ့အရေးပြားမပေါက်ဘူးဆိုရင်ကာကွယ်ဆေးမလိုဘူး category 2ကအရေးပြားအပေါ်ရန်ချစ်သွားတယ်ပွန်းသွားတယ်ဒါပေမဲ့သွေးမထွက်ဘူးဒါလည်းပဲတွေးမထွက်ဘူးဆိုရင်တော့မှချစ်ရပွန်းရရှိတဲ့အတွက်ကြောင့်မလို့ကာကွယ်ဆေးလိုတယ်။နောက် category 3အရေးပြားဖောက်ဝင်သွားတယ်။ကိုက်တန်ရဖြစ်တယ်ချစ်တန်ရဖြစ်တယ်။ဒါမှမဟုတ်လည်းတတွေးကကိုယ့်ရဲ့အနာတွေကိုဝင်သွားတယ်။မျက်လုံးတွေပါးစပ်တွေကိုတွားထိတယ်။ဒါဆိုရင်ကာကွယ်ဆေးလည်းလိုတယ်။ခွေးဥပြည့်ဆေး RNG လည်းလိုတယ်။အရေးကြီးတာကဒဏ်ရာကြီးမှ category 3မဟုတ်ဘူးပေါ့နော်။သူ့ရဲ့အဆွဲနဲ့ကိုယ့်ရဲ့အရေးပြားပေါ်မှာအပေါက်တတေးလေးဖြစ်သွားတယ်တွေးလေးနည်းနည်းဆုပ်သွားတယ်ဆိုရင်တော့မှဒါက category 3ထဲမှာပါတယ်။ကာကွယ်ဆေးရောခွေးဥပြည့်ဆေးရောမဖြစ်မနေထိုးဖို့လိုတယ်။ခွေးကိုက်ခံရတာပဲဖြစ်ဖြစ်ဒါမြောက်ကိုက်ခံရတယ်မြောက်ချစ်ခံရတယ်ခွေးကြောင်ကုတ်ခံရတယ်ဘာပဲဖြစ်ဖြစ်ဒီကောင်တွေကခွေးယူယောဂပိုးကိုတဲဆောင်လာပြီးတော့ကိုယ့်ကိုကူးဆက်နိုင်စေတဲ့အတွက်ကြောင့်မလို့ကူးဆက်စေနိုင်တဲ့အတွက်ကြောင့်မလို့တတိကြီးထားဖို့လိုအပ်ပါတယ်ကိုလူနာတွေလာပြပြီဆိုရင်ခွေးကောက်ွယ်ဆေးထိုးဖို့အတွက်တေချာလေးကိုခွဲခြားစိတ်ပြပေးဖို့လိုအပ်ပါတယ်လိုအပ်တယ်ဆိုရင်လည်းပဲကိုထက် level မြင့်တဲ့ဒါစေယုံတွေကိုအမြန်လွှဲပြောင်းပေးဖို့လိုအပ်ပါတယ်ဗီဒီယိုဒီကြည့်ပြီးတော့ကျွန်တော်ကျေးဇူးတင်ပါတယ်ကျွန်တော်ဆက်ပြီးတော့ကျမ်းမာရေး video တွေမျှဝေမှာဖြစ်လို့ကျွန်တော်ရဲ့ channel ကို like share လုပ်ထားပေးပါ like subscribe လုပ်ထားပေးပါဒီဗီဒီယိုလေးကိုလည်း share ပေးပါဦးအဆအဆအရရအဆင်ပြေပြေကြပါစေမင်္ဂလာရှိတော်နေ့လေးဖြစ်ပါစေ